Hong Kong Spirit ရုပ်တာလန်ရှိနမကြီးစားတောက်ဆိုင်ဒီဇိုင်းဖြစ်သော The 7ကိုအခြေခံ၍ရုပ်ရှင်ကိုရိုက်ကူးထားခြင်းဖြစ်သည်ထိုစားတောက်ဆိုင်၏ထူးချွန်သောစားပုံမူ Sky KOD တောင်ပိုင်းစတိုင်ဟင်းလျများကိုအထူးပြုချက်ပြုတ်သူဖြစ်သည်ရုပ်တံအစီအစဉ်တင်ဆက်သူတို့ကအညစ်သုံးပွဲတက်တန်းရှိပြီဖြစ်သောထိုစားတောက်ဆိုင်နှင့်၎င်း၏စားပုံမူအကြောင်းကိုဟင်းလျချက်ပြုတ်မှုအစီအစဉ်တစ်ခုတွင်ထည့်သွင်းမိဆက်ပြီးခဲ့သည် Sky သည် Spirit ရိပ်တာလန်တစ်ခုလုံးတွင်အကောင်းဆုံးစားပုံမူအထိနာမည်ကျော်ကြားပြီးဖြစ်သောယခုအခါနိုင်ငံလုံးဆိုင်ရာရုပ်တံအစီအစဉ်တွင်သူ့ရဲ့အရေးချင်းကိုထပ်မံပြသခွင့်ရရှိခဲ့သည်သူနှင့်အတူသူ့ရဲ့တငယ်ချင်းဖြစ်သူယူနီကိုလည်းလူထုနှင့်မိတ်ဆက်ပြီးခဲ့ပြီးသူမသည်စားတောက်ဆိုင်၏ဗန်ဒါရေးပိုင်ကိုတာဝန်ယူစီမံပေးသူဖြစ်သည် Sky သည်သူတို့၏ဖောက်တင်များအားကျွေးမွေးသည့်အစားအစာအရေးအသွေးနှင့်အချိန်တိကျမှုအပေါ်လေအလွန်ပြတ်သားသူဖြစ်ပြီး၎င်းမှာသူတို့၏စားတောက်ဆိုင်ယခုကဲ့သို့လူကြိုက်များရခြင်း၏အကြောင်းရင်းတစ်ခုလည်းဖြစ်သည်အချိန်အတော်များများမှာစားတောက်ဆိုင်၌လူများလုံးသဖြင့်ဆိုင်အပြင်ဘက်တွေတန်းစီဆောင်ဆိုင်ကြရသည်တနေ့တွင်မူရိုင်းစာသို့ဖောက်တည်သူသည်ဆိုင်ထဲသို့စွတ်အတင်းဝင်ရောက်လာသည်ထို့သူသည်လူတန်းကြီးကိုဖျက်ကျော်ဝင်ရောက်လာသည့်နောက်သူ့ရဲ့အာဏာနှင့်ငွေကြေးဌာနကိုကြွားဝါနေတော်လေ Sky ကသူ့ကိုဝန်ဆောင်မှုပေးရန်ငင်းဆိုခဲ့သည်ထို့သူသည်ဆိုင်မှမထွက်ခွာမီသူတို့၏ဆိုင်ငယ်လေးကိုလောင်ပြောင်ရေးမောခဲ့သည်သူ့ရဲ့အထင်းမှာကမ္ဘာအဆင့်မီစားပုံမှုတအူးကိုဖိတ်ခေါ်က၎င်းတို့ဆိုင်၏မဲဆောင်းထိုးတွင်ကျဲသုံးပွင့်အဆင့်ရှိစားတောက်ဆိုင်ဒီဇိုင်းဖွင့်လှစ်တော်မူဖြစ်ကြောင်းပြောကြားသွားသည်ထိုစကားကြောင့်ယူနီမှာစိုးရင်ထိတ်လန့်သွားတော့လေကြွားဝါဖြိုးဆိုခြင်းသာထင်မီဟုမှတ်ယူကလစ်လျူရှုလိုက်သည်တချိန်တည်းတွင်ပြင်သစ်နိုင်ငံ၌ဘီယေနစ်မိဘီယိုတို့ကမွေးဖွားလာသောသားတော်အသစ်ကိုကြိုးဆိုနေသည်၎င်းတို့သည်သားတော်ဖွားမြင်ခြင်းကိုဆင်နွှဲရန်ခမ်းနားသောကပွဲတစ်ခုကျင်းပခဲ့ပြီးဧည့်သည်တော်များအတွက်ချက်ပြုတ်ပေးရန်ကမ္ဘာအဆင့်မီစားပုံမှုတအူးကိုဖိတ်ကြားခဲ့သည်ထိုစားပုံမှုမှာပေါ်ချစ်သည်သူသည်ပြင်သစ်နိုင်ငံတွင်ပညာသင်ခဲ့သောမီရှီလင်ကျယ်ပွင့်ရာကိုရီးယားလူမျိုးစားပုံမှုတအူးဖြစ်သည်ပေါ်တွင်သတ်မှတ်ထားတဲ့ဘောင်တွေအတွင်း၌သာကန့်သတ်မထားသည့်ထူးခြားသောချက်ပြုတ်နည်းစနစ်ရှိသည်သူသည်မတူညီသောနိုင်ငံအသီးသီးမှဟင်းလျာများကိုပေါင်းဆက်ကစမ်းသစ်သောဟင်းလျာများကိုဖန်တီးရသည်နှင့်သက်သည်စားပုံမှု၏အထူးဟင်းလျာအဖြစ်သူသည်မိဖယိုအားအနီတွင်ဥတုပ်သူသောလေအတွင်းတွင်တရေသည့်အနစ်နှင့်အုံသီးဖတ်များဖြင့်ပြုလုပ်သောအချိုပွဲတစ်ခုကိုတင်ခင်းခဲ့သည်ထိုဟင်းလျာကိုမွေးကင်းစကလေးငယ်အတွက်ကောင်းကြီးမင်္ဂလာအဖြစ်ဦးနီပေးကမ်းသောဂျူလာတပီကိုအခြေခံ၍တီးထွင်ခဲ့ခြင်းဖြစ်သည်အရသာရှိသောဟင်းလျာနှင့်၎င်း၏နောက်ွယ်တွင်ရှိသောအဓိပ္ပာယ်တွေကတော်ဝင်မင်းသားကြီးတို့နှလုံးသားကိုထိခိုက်စေခဲ့ပြီးပေါ်၏ပြောင်မြောက်သောလက်ရာကိုချီးမြှင့်ခဲ့ကြသည်ကပွဲအောင်မြင်စွာကျင်းပပြီးနောက်သူနှင့်သူ့လက်ထက်မေယိုတို့သည်သူတို့လက်ရှိအလုပ်လုပ်နေသောစားတောက်ဆိုင်သို့ပြန်လည်လာခဲ့ကြသည်လုံဖော်ကိုင်ဖက်များကသူတို့၏အောင်မြင်မှုအတွက်ဝမ်းသာအားရကွန်ပျူကြိုဆိုကြသည်ဆိုင်ရှင်ကလည်းပေါ်ကို Art Nouveau ဆိုင်ခွဲအားလုံး၏အမှုဆောင်စားဖို့မှုချို့အဖြစ်ယာရုတိုးမြင့်ပေးကြောင်းကြေညာခဲ့သည်၎င်းမှာသူ့၏အသက်မွေးဝိုင်းကြောင်းအတွက်အလွန်ကြီးမားသောခြေလှမ်းတစ်ခုပင်ဖြစ်သည်သို့တော်လည်းလူလိုင်းကိုအံ့အားသင့်စေသည်မှာပေါ်ကအထိုကန့်လန့်ချက်ကိုညှင်းပယ်လိုက်ခြင်းပင်ပေါ်သည်အာရှသို့ပြန်ရန်နှင့်ပုံမကြီးမားမြင့်မားသောရည်မှန်းချက်များကိုအကောင့်ထဲဖော်ရန်စံတရှိနေသည်သူနှင့်မာယာတို့ကိုကျဲသုံးပွင့်အဆင့်ရှိစားတောက်ဆိုင်ဒီဇိုင်းဖွင့်လှစ်လိုသောတရုတ်စီးပွားရေးသမားတဦးကဖိတ်ခေါ်ထားခြင်းဖြစ်သည်လှုပ်ဖော်ကိုင်ဖက်များကလည်းသူတို့၏ဆုံးဖြတ်ချက်ကိုထောက်ခံကြပြီးနှုတ်ဆက်စကားများဆိုခဲ့ကြသည်စပရင်ရိပ်တာလန်သူပြန်ရသော Sky ၏ပုံမှန်ဖောက်တဲ့တဦးကစိုက်သည့်ဖွင့်နေဆိုသောသတင်းမှာအမှန်တကယ်ခေတ်ကြောင်းလာရောက်ပြောပြသည်ဤသတင်းမှာ Sky အတွက်ဝမ်းသာရခဲ့ဝမ်းနည်းရခဲ့ဖြစ်စေသည်အကြောင်းမှာသူ့၏ရက်ွက်လေးဖွံ့ဖြိုးတိုးတက်လာစေခြင်းတော်လေစိုက်သည့်ဒီဇိုင်းရှိလာခြင်းမှာဖောက်တဲ့နှဲပါသွားနိုင်သည့်ပြိုင်ဆိုင်မှုပုံမပြင်းထန်လာမည်ကိုဆိုလိုသောကြောင့်ဖြစ်သည် Sky အသက်10နှစ်အရွယ်တွင်သူ့၏ဖခင်မှာသူ့အားဟင်းချက်ဝါသနာမပါဟုဆိုကာရိုင်းနှံနှိပ်စက်လေရှိသည်ဒီနေ့တွင်သူ၏ဖခင်သည်ဖခင်ခေါင်းတယောက်ထိရန်ထက်စားပုံမူဘဝကိုပုံမရွေးချယ်ခဲ့ပြီး Sky ကိုစွန့်ပစ်ခဲ့သည်သူပေးခဲ့သောအကြောင်းပြချက်မှာ Sky သည်ကောင်းမွန်သောခောက်ဆွဲတပွဲတောင်မချက်တက်ခြင်းကြောင့်ဖြစ်သည်ခောက်ဆွဲတပွဲကြောင့်ကို့အဖေကကို့ကိုပစ်သွားတယ်ဆိုတာစဉ်းစားတာကြည့်ပါတော့ထိုအချိန်မှစော့၍ The 7စားတောက်ဆိုင်၏ပိုင်ရှင်နှင့်ဆရာချစ်သူဦးလေးအေUncle 7ကသူ့ကိုစောင့်ရှောက်ခဲ့သည်သူသည် Sky ၏ဖခင်နှင့်မတူဘဲအစားအစာနှင့်ပတ်သက်သောအသက်ပညာမှန်သမျှကိုသင်ကြားပြသပေးခဲ့သည်လက်ရှိတွင် Sky သည်သူ့၏ဖခင်နှင့်မတွေ့ရသမှာအနှစ်20ကျော်ပြီးထိပြီးပြန်လည်တည်မြဲရန်အစီအစဉ်လည်းမရှိပေနောက်တနေ့နံနက်တွင် Paul သည်ဟောင်ကောင်သို့ရောက်ရှိလာပြီးငါးကြီးတစ်ကောင်ကိုရှာဖွေရန်ဈေးသို့သွားခဲ့သည်ဈေးတွင်ထိုငါးတစ်ကောင်လေးသာရှိပြီး Sky ကပုံမကောင်းမွန်အောင်ချက်ပြုတ်နိုင်မည်ဟုယူဆသောကြောင့်သူ့ကိုယ်သာရောင်းရန်ဆုံးဖြတ်လိုက်သည် Paul ကမူဆိုင်ရှင်အနေနဲ့ဘက်မလိုက်တဲ့ကြောင့်ငင်းခုန်ခဲ့သည်သူတို့နှစ်ဦးခဏအခြေအတင်ဖြစ်နောက်ပိုင်းဆိုင်ရှင်ကထိုငါးကိုနှစ်ဦးစလုံးအတွက်တဝက်စီခွဲပေးလိုက်လေသည်အပတ်အနေငယ်ကြပြီးနောက် The 7စားတောက်ဆိုင်၏မျက်စောင်းထိုးတွင် Stella ဟုအမည်ရသောကျဲသုံးပွင့်အဆင့်ရှိစားတောက်ဆိုင်ကြီးဘုနပွဲအခမ်းအနားကျင်းပနေပြီဖြစ်သည်Lee Management Group မှဥက္ကဋ္ဌနှင့်မန်နေဂျာတို့သည်ဆိုင်၏ပထမဆုံးဧည့်သည်များအဖြစ်ရောက်ရှိလာပြီးပေါ်နှင့်မာယာတို့ကကြိုဆိုခဲ့ကြသည်အချိန်ဒီကတွင် The 7စားတောက်ဆိုင်မှလူတိုင်းကလည်းသူတို့၏အထူးလျော်စစ်အစီအစဉ်များကိုစတင်ကြီးညာနေကြပြီဖြစ်သည် Stella စားတောက်ဆိုင်မှလုံခြုံရေးဝန်ထမ်းများကသူတို့ကိုတားဆီးရန်ကြိုးပမ်းရမှပရိပက္ခတစ်ခုအဆက်တင်ဖြစ်ပွားခဲ့သည်ထိုစုညံတံများကြောင့်ပေါ်နီဧည့်သည်များ၏အာယုံဆိုင်မှုကိုရရှိသွားပြီးအပြင်ထွက်ကြည့်ကြသည်စကားပြောဆိုမှုများပြင်းထန်လာခြင်းတွင်မာယာကမိသည့်စားပုံမူကပိုတော်တယ်လဲဆိုသည်ကိုပြိုင်ပွဲတစ်ခုကျင်းပရန်အကြံပြုခဲ့သည် Sky နှင့်ပေါ်တို့သည်ဈေးတွင်ဆုံးပူသည်ကိုမှတ်မိသွားကြပြီးစိန်ခေါ်မှုကိုလက်ခံလိုက်ကြသည်၎င်းတို့သည်နားခုတ်ပြန်ပွဲကိုပြုလုပ်ရန်ဆုံးဖြတ်လိုက်ကြသည်
ပထမဆုံးအလဲအထိပေါ်က9တကောင်ဤနယူးများကိုအချိန်တိုအတွင်းကျွမ်းကျင်စွာဖဲထုတ်ပြခဲ့သည်ထို့နောက် Sky ကအဆိုပါ9ကိုပဲတမနစ်မပြည့်မီအညီအမျှအပိုင်းပိုင်းခုတ်ပြလိုက်သည်လူအုပ်ကြီးကသူ့အတွက်လက်ခုပ်တီးအားပေးကြပြီးပေါ်ပင်လင်းအထင်ကြီးသွားခဲ့သည်လီ group ၏ဥက္ကဋ္ဌကရလက်ကိုဗက်လိုက်မှုမရှိဘဲကြီးညာပေးရမည်ထက်သည်သူကအစ်စ်အမှန်ရလက်ကိုစားပုံမူနှစ်ဦးစလုံးပါဝင်ရှင်ပြိုင်မိနိုင်ငံတကာစားပုံမူစိန်ခေါ်ပွဲ International Chef Challenge တွင်မှကြီးညာမိဟုဆိုသည်ထို့အပြင်သူသည် Spring Avenue ရပ်ကွက်တစ်ခုလုံးကိုသိမ်းယူသည်အဆောက်အဦများကိုဖျက်ကခိမိအောင်ပြုလုပ်ရန်စီစဉ်နေကြောင်းလေးကြီးညာခဲ့သည်အကယ်၍ Sky ကပြိုင်ပွဲတွင်အနိုင်ရပါကဥက္ကဋ္ဌသည်ထိုရက်ကွက်၏အမွေးနှင့်များကိုထိမ့်သိမ်းရန်အတွက်သူ၏စီမံကိန်းကိုပြန်လည်ရုပ်သိမ်းပေးမိဖြစ်သည်သို့သောပေါ်အနိုင်ရပါကစီမံကိန်းကိုဆက်လက်အကောင့်ထဲဖော်မိဖြစ်သည်ရက်ကွက်တစ်ခုလုံး၏အနာဂတ်မှာသူ၏လက်ထဲတွင်ရှိနေသဖြင့် Sky သည်ဖိအားများခံစားနေတော့လေအကောင်းဆုံးလှုပ်ဆောင်ရန်ဆုံးဖြတ်ထားသည်နောက်ရအနေငယ်အတွင်း7စားတောက်ဆိုင်သို့လာရောက်သောဖောက်တဲ့ဥယျာဉ်မှာရောနေသွားသည်လုပ်ငန်းပိတ်သိမ်းရတော့မီကိုယူနီကစိုးရိမ်နေတော့လေ Sky ကမူထို့တော့မဖြစ်နိုင်ကြောင်းသူမကိုအားပေးခဲ့သည်သူက Escargot နှင့်လက်ခယူတို့ကိုဥပမာပေးကတမျိုးကိုကြိုက်သူရှိသလိုအခြားတမျိုးကိုကြိုက်သူလည်းအမြဲရှိနေမည်ဟုဆိုသည်စတယ်လာစားတောက်ဆိုင်ထောက်တာလွန်စေရန်သူတို့၏အစားအစာများကိုပြောင်းလဲရန်မလိုကြောင်းသူတို့လက်ရာကိုပိုကြိုက်တဲ့ဖောက်သည်များအမြဲရှိနေမည်ဖြစ်ကြောင်းသူကပြောကြားခဲ့သည်နောက်တစ်နေ့တွင် Sky ရေးသို့သွားသောအခါစတယ်လာစားတောက်ဆိုင်ကငါးကောင်းသမျှအကုန်ဝယ်သွားသည်ကိုသိလိုက်ရသဖြင့်စိတ်ပြတ်ခဲ့ရသည်Sky တယောက်အချက်ပြုတ်ပြိုင်ပွဲအတွက်အရွေးခံလိုက်သည်ကိုသိလိုက်ရခြင်းအထိ7စားတောက်ဆိုင်မှဝန်ထမ်းများအတွက်ထိုနေ့သည်စိတ်ပျက်စရာနေ့တစ်နေ့ဖြစ်ခဲ့သည်သူသည်မကြမီတွင်ဆီမီဖိုင်နယ်သို့တက်လောင်းနိုင်ရန်ဘောနှင့်ရှင်ပြိုင်ရတော့မည်ဖြစ်သည်သို့သောအနိုင်ရရှိသူသည်ပြိုင်ပွဲတွင်နှစ်ကြိမ်တိုင်တိုင်ချန်ပီယံဖြစ်ထားသည့်မောင်တင်းကောင်းညင်ရှင်ပြိုင်ရမည်ဟုလည်းကြေညာခဲ့သည် Sky ဟာသူ့အဖေဖြစ်သူကသူကိုယ်တိုင်လိုချင်ခဲ့တဲ့အောင်မြင်မှုမျိုးကိုရရှိသွားတာတွေ့ပြီးတုန်လှုပ်သွားခဲ့ပါတယ်ဒါကြောင့်သူဟာဖိုင်နယ်ကိုတလန်းပြီးသူ့အဖေကိုပြန်လည်ရှင်ပြိုင်ဖို့အရင်ကတည်းကပို့ပြီးတော့စိတ်ပိုင်းဖြတ်လိုက်ပါတယ်အဲ့ဒီညမှာပဲ7ဟာခရီးကနေပြန်ရောက်လာပြီး Sky ကိုလွမ်းနေတဲ့အတွက်ဖက်တစ်ခုကိုချိန်လိုက်ပါတယ် Sky ဟာချိန်ထားတဲ့နေရာကိုအပြေးလွှားသွားခဲ့ပြီမေအဲ့ဒီမှာဦးလေး7နဲ့အတူသူ့အဖေကိုပါတွေ့လိုက်ရပါတယ်မောင်တင်တာ Sky ကိုအယုံအကြည်မရှိသေးကြောင်းနဲ့သူ့ရဲ့အသက်မွေးဝမ်းကြောင်းအောင်မြင်မှုအတွက်သားဖြစ်သူကိုစွန့်ခွာခဲ့တာကိုလည်းနောက်တမရကြောင်းပြက်ပြက်သားသားပြောလိုက်ပါတယ်ဒီစကားတွေဟာ Sky နားထောင်ခဲ့ဘူးတမျှထဲမှာစိတ်အနာကျင်တာဆုံးထိခဲ့ပြီးမြဲသူဟာနာကျင်မှုကိုဒေါသနဲ့ဖုံးကွယ်ထားလိုက်ပါလေသူဟာပြိုင်ပွဲမှာအနိုင်ယူပြီးထူးချွန်းတဲ့စားပုံမှုတယောက်ဖြစ်ဖို့ဆိုတာမောင်တင်းလိုမျိုးလူဆိုးတယောက်ဖြစ်နေဖို့မလိုကြောင်းသက်သေပြမယ်လို့ကတိပြုလိုက်ပါလေဟင်းချက်ပြိုင်ပွဲနေ့မှာပြိုင်ပွဲဝင်တွေဟာမိမိနဲ့တရဟင်းတစ်ခွက်ကိုချက်ပြုတ်ဖို့မိနစ်90အချိန်ရကြပါလေ Sky ကရိုးရာစားဖို့ပဲခင်းကိုချက်ပြုတ်ပြီးဖောကတော့ငန်းအတန်းနဲ့ပြင်ဆင်ထားတဲ့ဟင်းလျာကိုချက်ပြုတ်ပါလေမိနစ်90လုံးလုံးနှစ်ယောက်စလုံးဟာသူတို့ရဲ့ကျွမ်းကျင်မှုတွေကိုအစွမ်းကုန်ထုတ်သွင်းခဲ့ကြတာကြောင့်ပြိုင်ပွဲဟာအရန်ကိုပြင်းထန်ခဲ့ပါလေ Sky ဟာဘဲရဲ့အတွင်းကလေးစားတွေကိုအားစိုက်စရာမလိုဘဲကျွမ်းကျင်စွာထုတ်ပြလိုက်တဲ့အခါပရိသတ်တွေဟာအံ့ဩတုန်လှုပ်သွားကြပါလေနောက်ဆုံးမှာတော့သူဟာစားအလွှာနဲ့ဖုံးအုပ်ဖုတ်ထားတဲ့ဘဲကင်းကိုခွဲလိုက်တဲ့အခါဟင်းသီးဟင်းရွက်တွေအစာသွတ်ထားတဲ့ကောင်းဝင်စွာကျက်နေတဲ့ဘဲကင်းကောင်ထွက်ပေါ်လာပါလေဒိုင်လူကြီးတွေမြေးစမ်းကြည့်တဲ့အခါဖောရဲ့ဟင်းလျာထက် Sky ရဲ့ဘဲကင်းကိုပိုပြီးသဘောကျနေပုံရပါလေအမှတ်ပေးချိန်မှာတော့ဖော9မှတ်3ယောက်နဲ့10မှတ်1ယောက်စုစုပေါင်း39မှတ်ရရှိပါလေ Sky ပထမတိုင်2ယောက်က10မှတ်စီပေးခဲ့ပြီးတတိယတိုင်က9မှတ်ပေးပါလေဒါပေမဲ့နောက်ဆုံးတိုင်က10မှတ်သာပေးလိုက်တဲ့အတွက်2ယောက်စလုံးအမှတ်တူသွားပါလေအမတ်တူနေတဲ့အတွက်အဓိကတိုင်လူကြီးကဆုံးဖြတ်ချက်600မှာ Sky ရဲ့ပြင်ဆင်မှုဟာရိုးရှင်းလွန်းနေပြီးဖောရဲ့ပြင်ဆင်မှုကပုံမတာလွန်တာကြောင့်ဖောကအနိုင်ပေးလိုက်ပါလေဖောအနိုင်ရသွားပြီမဲ့အခြေအနေတွေကသူမျှော်လင့်ထားသလိုချစ်မလာပါဘူးအောင်ပွဲခံနေတော့မှပဲမန်နေဂျာကဖောရဲ့နေရာမှာမီယိုကိုအစားထိုးပြီးဖိုင်နယ်မှာရှင်ကန်ခိုင်းမယ်လို့ပြောလိုက်ပါလေမန်နေဂျာရဲ့အဆိုအရမီဒီယာလောကမှာအမျိုးသမီးတစ်ယောက်ကပိုပြီးဆွဲဆောင်မှုရှိရလို့ဆိုပါလေဖောကသူ့ရဲ့ခေါင်းဆောင်စားပုံမှုနေရာအတွက်ခုခံပြောဆိုတဲ့အခါမှာတော့မီယိုကဖောဟာစားအရသာလိုမျိုးအကျုပ်အရသာတွေကိုခန်းစားရခက်နေတဲ့ပြဿနာရှိနေကြောင်းဖော်ပြလိုက်ပါတော့တယ်လွန်ခဲ့တဲ့လပေါင်းများစွာကတည်းကပေါ်ဟာသူ့ရဲ့ကိုယ်ပိုင်အရသာခံနိုင်စွမ်းမရှိတော့တာကြောင့်ဟင်းချက်နေသည့်အားလုံးကိုမှတ်စုစာအုပ်ထဲမှာရေးမှတ်ထားပြီးအဲ့ဒီအပေါ်မှာပဲမိကိုအားထားခဲ့ရတာဖြစ်ပါတယ်။ဒါပြင်မာယိုကလေသူမဟာပေါ်နဲ့တကယ်ခင်မင်ကျင်ခဲ့တာမဟုတ်ပဲစားဖို့မူကြောက်အနေနဲ့သူ့ကိုကြော်တက်နိုင်မှုအတွက်သာအသုံးချခဲ့တာဖြစ်ကြောင်းဖွင့်ချလိုက်ပါတယ်။တစ္ဆာဖောက်ခံရမှုနဲ့နာကျင်မှုတွေကြောင့်ပေါ်ဟာစားတောက်ဆိုင်ကနေနောက်လဲမကြည့်ပဲထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီညမှာပဲ Sky ဟာအားကစားကွင်းတကူရဲ့ရှေ့မှာမူးယစ်နေတဲ့ပေါ်နဲ့တိုက်ဆိုင်စုံမိကြပါတယ်။သူတို့နှစ်ဦးဟာခဏတာအတွင်းမှာပဲရန်ညိုးတွေကိုမေ့ပြောက်သွားကြပြီးသူတို့ရဲ့အတိအကြောင်းတွေနဲ့အခက်အခဲတွေကိုအပြန်အလှန်ရင်ဖွင့်ခဲ့ကြပါတယ်။ပေါ်ကသူ့ဖေဟာလေနည်းနည်းကြီးစားဖို့မှုတူဖြစ်ပြီးမကွဲလွန်းခင်မှာပေါ်ကိုသူ့လိုပဲတော်တဲ့စားဖို့မှုတယောက်ဖြစ်စေချင်တဲ့အကြောင်းပြောပြပါတယ်။ Sky ကလေသူ့နဲ့ Mountain ကြားကဆက်ဆံရေးအကြောင်းကိုပြန်ပြောပြပါတယ်။ဒီစကားဝိုင်းအပြီးမှာသူတို့နှစ်ဦးကြားမှာအပြန်အလှန်လေးစားမှုတွေရှိလာခဲ့ပါတယ်။သူတို့ဟာ Mountain ရဲ့ပုံပါရဲ့ကြောင်ညာဆိုင်ပုတ်ကိုအရက်ပလင်းတွေနဲ့ပြစ်ပေါက်ပြီးကိုရီးယားလိုဆဲဆိုတာသူတို့ရဲ့မကျေနပ်ချက်တွေကိုဖွင့်ချခဲ့ကြပါတယ်။ပေါ်ဟာ Stella စားတောင်ဆိုင်ရဲ့ကိုယ်စားလှယ်အဖြစ်မပြန်ရတော့ပေမဲ့ပြိုင်ပွဲကနေလက်မလျှော့ချင်သေးပါဘူး။သူဟာပြိုင်ပွဲစည်းမျဉ်းတွေကိုပြလဲစစ်ဆေးပြီးတဲ့နောက်မှာတူဦးချင်းစားဖို့မှုအနေနဲ့ဝင်ရောက်ရှင်ပြိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပြင်သူက Sky ကိုလည်း Semi Final မှာသူ့နဲ့အတူပူးပေါင်းဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဒီချိန်ထဲမှာပဲ Stella ရဲ့ manager ဟာဦးလေး7ရဲ့စားတောက်ဆိုင်ကို Lee Group စီလွှဲပြောင်းပေးဖို့ချင်းချောက်ပြောဆိုနေပါတယ်
အဲ့ဒီချိန်မှာပဲပေါ်နဲ့ Sky ကိုရောက်ရှိလာပြီးသူတို့နှစ်ဦးပူးပေါင်းလိုက်ပြီးဖြစ်ကြောင်းကြေညာလိုက်ပါတယ်ပေါ်ကသူဟာပြိုင်ပွဲရဲ့အနိုင်ရရှိသူဖြစ်တာကြောင့်ချန်ပီယံရှစ်မှာဆက်လက်ရှင်ပြိုင်ခွင့်ရှိကြောင်းမန်နေဂျာကိုသတိပေးလိုက်ပါတယ်နောက်ထပ်ရက်သပတ်အလားနည်းငယ်မှာတော့ Sky နဲ့ပေါ်တို့ဟာအတူတူလေ့ကျင့်နေကြပါတယ်သူတို့ဟာတယောက်နဲ့တယောက်ရဲ့ဟင်းချက်စတိုင်တွေကိုလေ့လာပြီးရိုးရာဟင်းလျာတွေကိုခင်မီအောင်ပြန်လည်စမ်းသစ်ခြင်းဆိုတဲ့ပုံအချက်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်ဟင်းချက်ပြိုင်ပွဲရဲ့ဆီမီဖိုင်နယ်ကိုမကာအူရှိစတူဒီယိုစီးတီးကစီနိုမှာကျင်းပပါတယ်ဒီအဆက်မှာအနိုင်ရရှိသူဟာလက်ရှိဟင်းလောကရဲ့ဘီရင်ဖြစ်တဲ့ Mountain KO နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်ပြိုင်ပွဲစတင်တဲ့အခါမှာ Sky နဲ့ Paul တို့ဟာကမ္ဘာအနှံ့မှာအခြားသောထိပ်တန်းစားပုံမူလက်ရောင်နဲ့ရှင်ပြိုင်ဖို့သူတို့ရဲ့အရေးအချင်းဒီကိုပေါင်းဆက်အသုံးပြုခဲ့ကြပါတယ်။ Lee Group ဟာလည်းမာယိုကိုပြိုင်ပွဲကင်ပါတယ်။သူမဟာပေါ်ထက်တာလွန်ဖို့ကိုတက်တည်ပြဖို့အထူးပြုဆိုင်ချက်ပြုခဲ့ပါတယ်။သူမဟာအေးခဲထားတဲ့အမြုပ်ပါတဲ့ကမာဟင်းလျာတစ်ခွက်ကိုပြင်ဆင်ခဲ့ပါတယ်။တိုင်လူကြီးတွေကအစပိုင်းမှာကြီးကျူးခဲ့ပေမဲ့တကယ်တမ်းစားသုံးကြည့်တဲ့အခါမှာတော့တာမန်အရသာပဲလို့မှတ်ချက်ပေးခဲ့ကြပါတယ်။တစ်ဖက်မှာ Paul နဲ့ Sky တို့ဟာ Sky ရဲ့အရသာခံနိုင်စွမ်းကိုအသုံးပြုပြီးအသစ်ပြန်လဲစမ်းသစ်ထားတဲ့မာပိုတော်ဖူးကိုဖန်တီးခဲ့ကြပါတယ်။ ပါဝင်ပစ္စည်းတွေရဲ့ရတာအပေါ် Sky ရဲ့နားလည်မှုနဲ့ဟင်းချက်အသက်ပညာရဲ့နီးစနစ်ပိုင်းဆိုင်ရာတွေအပေါ် Paul ရဲ့ကျွမ်းကျင်မှုတို့ကိုပေါင်းစပ်လိုက်တဲ့အခါသူတို့နှစ်ဦးဟာခင်မီဒီဇိုင်းနဲ့ရိုးရာဟင်းလျာတစ်ခွက်ကိုဖန်တီးနိုင်ခဲ့ကြပါတယ်။ဒိုင်လူကြီးတွေကလည်းထိုဟင်းလျာကိုအသေးစိတ်ချီးကျူးခဲ့ကြပြီးအလွန်ပင်သဘောကျသွားကြပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာပြိုင်ပွဲမှာအနိုင်ရရှိသည့် final အဆင့်ကိုတက်လှမ်းနိုင်ခဲ့ပါတယ်။အားလုံးကဝမ်းသာအားရအောင်ပွဲခံနေကြစဉ်မှာ Paul ဟာမေယိုကိုလှမ်းကြည့်လိုက်ပါတယ်။မေယိုကတော့ Paul ကိုတစ္ဆာဖောက်ခဲ့မိတာနဲ့ final အတွက်သူမကိုသူမတက်တည်မပြနိုင်ခဲ့တာကြောင့်ခေါင်းငုံကြီးရှက်ရွံ့နေခဲ့ပါတယ်။ဒါပေမဲ့စီးမြင့်အရာစားဖို့မူတည်အောင်ထေးတာ Mountain ကိုရှင်ပြိုင်ခွင့်ရှိတာပါ။ Paul ကသူ့မှာအရသာခံနိုင်စွမ်းချူရွေးနေတာကြောင့်ဒီပြိုင်ပွဲမှာပါဝင်ဖို့မသိတော့ဘူးလို့ယူဆလိုက်ပါတယ်။ဒါအပြင် Sky အတွက် Mountain ကိုအနိုင်ယူလို့တဲ့စန္ဒဟာပုဂ္ဂိုလ်ရေးအရာအရန်အရေးကြီးမှလည်းသူသိပါတယ်။ဒါကြောင့်သူက Sky ကိုပဲ final မှာ Mountain နဲ့ရှင်ပြိုင်ဖို့တိုက်တွန်းခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ Sky ဟာသူ့အခေနဲ့ညနေချင်းဆိုင်ရင်ဆိုင်ရပါတော့တယ်။ပြိုင်ပွဲကသူတို့နှစ်ဦးကိုတနာရီအတွင်းမိမိနှစ်သက်ရာဟင်းတစ်ခွက်ချက်ပြုတ်ဖို့သတ်မှတ်ပေးပါတယ်။ပြိုင်ပွဲမစတင်မီတားဖနှစ်ဦးဟာစကားတခုမှမပြောကြပါဘူး။ Mountain ကချက်ချင်းပဲစတင်ချက်ပြုတ်ပေမဲ့ Sky ကတော့အတွေးများပြီးစိတ်ပြုတ်လွဲနေပါတယ်။ Mountain သူ့ကိုစွန့်ခွာသွားခဲ့ပုံတွေနဲ့သူ့ပတ်ဝန်းကျင်ကလူတွေဟာသူ့အတွက်ဘလောက်အရေးပါတယ်ဆိုတာတွေကိုသူပြန်သတိရနေပါတယ်။အတိတ်ကအတွေးတွေက Sky ကိုလွှမ်းမိုးထားတာကြောင့်သူဟာအာယုံစိုက်ဖို့ခက်ခဲနေပါတယ်။ Sky သတိပြန်ဝင်လာစေဖို့အတွက် Mountain ကတားဖြစ်သူရဲ့မျက်နှာကိုရေနဲ့လှမ်းပတ်လိုက်ပါတယ်။ဒီလောက်ရက်ကောင် Sky သတိပြန်ဝင်လာပြီးချက်ချင်းပဲမုံတားနဲ့ချင်းကိုစတင်လာတော့တယ်။တနာရီပြည့်ရဲ့အခါမှာတော့ Mountain ကပန်းတပွင့်တင်ထားတဲ့ချော်ရည်ပူတွေစီးကြနေတဲ့ပုံစံတူတကြားအမှုပညာလက်ရာတစ်ခုကိုဖန်တီးပြလိုက်ပါတယ်။အပြန်လန်အားဖြင့် Sky ရဲ့ဟင်းလျာကတော့ရိုးရှင်းပေမဲ့အဓိပ္ပာယ်အများကြီးရှိပါတယ်။သူဟာခောက်ဆွဲမျိုးကိုပြုလုပ်ခဲ့တာပါ။ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက Mountain သူ့ကိုစွန့်ခွာမသွားရင်ချက်ကျွေးခဲ့တဲ့ခောက်ဆွဲမျိုးပဲဖြစ်ပါတယ်။ဒိုင်လူကြီးတွေက Mountain ရဲ့ဟင်းလျာကိုမြည်စမ်းပြီးသဘောကျခဲ့ကြပါတယ်။ဒါပေမဲ့ Sky ကတော့သူ့ရဲ့ဟင်းကိုဒိုင်လူကြီးတွေစီမပေးခဲ့ပါဘူး။အဲ့ဒီအစားခောက်ဆွဲပငန်းကို Mountain စီပဲပေးလိုက်ပါတယ်။ Mountain ကထိုးခောက်ဆွဲလို့ကိုစားကြည့်တဲ့အခါမှာဒီခောက်ဆွဲတွေကဘာကိုစားပြုလဲဆိုတာသတိရသွားပြီးစိတ်လှုပ်ရှားတုန်လှုပ်သွားပါတော့တယ်။နောက်ဆုံးမှာတော့သူဟာတားဖြစ်သူရဲ့ဟင်းချက်အသက်ပညာအပေါ်ထူးခြားမှုကိုအတိအမှတ်မပြုဘဲမနေနိုင်တော့ပါဘူး။ဒိုင်လူကြီးတွေက Sky ရဲ့ဟင်းကိုမြေးစမ်းခွင့်မရလိုက်တာကြောင့်ဒီပြိုင်ပွဲမှာဘသူနိုင်တယ်လဲဆိုတာကတော့ရှင်းရှင်းလင်းလင်းမရှိပါဘူး။နောက်ဆုံးဇက်ဝင်ခန်းမှာတော့တရုတ်နှစ်တီကူကိုဆင်နွှဲဖို့7စားတောက်ရဲ့အပြင်ဘက်မှာလူအုပ်ကြီးစုဝေးနေကြကိုတွေ့ရပါတယ်။သူတို့အားလုံးကမိသားစုဝင်းတွေလိုပဲ Sky နဲ့ Paul တို့အတူတကွချက်ပြုတ်ထားတဲ့သမီးဝိုင်းကိုပျော်ရွှင်စွာသုံးဆောင်နေကြပါတော့တယ်။